ဂဒါတီနီဘန်လို့ရှိရတယ်လေကျွန်တော်ဂဒါတီရဲ့ခရိုင်မှာဘီဂနာအများစုကဂဒါတီရဲ့အသင်းနဲ့ဆိုပြီးတော့တမျိုးလေးပဲရှိရထင်ကြပါတယ်ဆိုတော့ဂဒါတီရဲ့ပုံစံတွေအများကြီးရှိပါတယ်အများတော့အပြင်ဗဒန်တီးရများပါတယ်အဲ့လိုဗဒန်တီးရများပါတယ်အတန်ကြီးမတီးနေလို့ရှိရင်အတန်ကြီးကတမျိုးလေးဆိုတော့ယူရပါတော့ဆိုတော့ဒီဂဒါတီးပုံစံတွေကတခြားကွဲတာမျိုးရှိပါတယ်ဘီဂနာတွေအများစုစတင်ရကြတော့ဗဒန်တီးရပဲစတင်ရများပါတယ်ဗဒန်မှာဆိုရှင်ခေါ်ရရှိမယ်ဒါမှမဟုတ်ကန်ခေါ်ရရှိမယ်ဒီဘက်ကခက်တဲ့ဗဒန်လက်ခတ်တွေရှိပါမယ်ဆိုတော့ဒါကတော့ဗဒန်ဖြစ်ပါတယ်ပြီးတော့အဲ့ဗဒန်ပြင်ကူမှဒီတခြားလဲဒီအခုစစ်မှာဆိုလို့ရှိရင်ကျွန်တော်ဟိုကင်ထားတဲ့ဒီအခုစစ်ဂီတာလို့ခေါ်တယ်ဒီဂီတာကဟောလိုဂီတာလို့ခေါ်ကြတာမျိုးရှိတယ်ဗဒန်ဂီတာအခုစစ်ဂီတာစသဖြင့်အများကြီးခေါ်ကြပါတယ်ဆိုတော့ဒါမျိုးဒီဂီတာအိုးတွေနဲ့ပါတဲ့ဂီတာတွေမှာဆိုလို့ရှိရင်ဗဒန်တီးကြများတယ်အဲ့ဒါပြင်မှာတခြား lead လို့ခေါ်တဲ့ဒီ melody တီးရမျိုးရှိပါတယ်ဒီဂီတာမှာ lead ရဆိုတော့တလုံးချင်းတီးရဖြစ်ပါတယ်ဟုတ်တယ်ပါတယ် lead ရဆိုတော့ခါမှာလည်းတချင်းဆိုတဲ့အတန်တွေကိုဒီ melody တီးရမျိုးရှိပါတယ်ဆိုတော့မျိုးတီးရမျိုးရှိတယ်နောက်တစ်ခုကဒီဂီတာဆိုလိုအနေနဲ့တီးရရှိပါတယ်ဂီတာဆိုလိုကကျတော့ဂီတာအတန်တွေကိုဒီဘယ်လိုပြောရမလဲတချင်းပတ်တီဆက်တဲ့ခါတွေမှာထည့်တာများပါတယ်ဥပမာအဲ့လိုဒါဆိုပါရဲ့ main မှာရှစ်တက်ပြီဆိုတော့အပိုက်မှာပါတယ်ပေါ့နော်အဲ့မှာပါတဲ့ဂီတာဆိုလို့ဖြစ်ပါတယ်ဆိုတော့ဒီခုနကပြောခဲ့တဲ့ button ရှိတယ်ဒါမို့တီးတဲ့ chord ကိုင်တီး button ရှိတယ်ပြီးလို့ရှိရင်ဒီမှာတီးတဲ့ solo ပါရှိမယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်တစ်ခုကကျတော့ကျွန်တော်ဒီ guitar button ပုံစံကိုမှပဲဒီ plugin ဆိုတာရှိပါသေးတယ် plugin ကကျတော့ဒီမှာရှိတဲ့ကြိုးကောင်လုံးမတီးဘဲနဲ့ဒါမျိုးလေးတီးဖြစ်ပါတယ်plugin တီးရခေါ်ပါတယ် plugin တီးတဲ့ခါမှာကျတော့ဒီ pattern လို့ခေါ်တဲ့အမျိုးဂီတာတီးရကော်ပြားနဲ့တီးလို့ရတယ်လို့ဒီလက်နဲ့တီးတဲ့ခါမှာလေအတန်ကတမျိုးပြောင်းသွားပါတယ်ဆိုတော့ဒီအဲ့ဒီခုနပြောတဲ့ဂီတာ plugin အပြင်ကိုမှ finger picking ဆိုတာရှိပါသေးတယ် finger picking ကကျတော့ဒါမျိုးလက်ကိုကျိုးကိုတော့တီးရပါတယ်ဥပမာကျွန်တော်တီးပြပါမယ်ကျွန်တော်တချင်းစုပ်တီးရဲ့ခါရီမှာကျတော့ဒီ button ရှိမယ်ပြီးခုနကတီးပြခဲ့တဲ့ finger picking finger plugin တီးအောင်ရှိပါမယ်ဆိုတော့ဒီတစ်ခုနဲ့တစ်ခုကမတူဘူးပေါ့နော်နောက်တစ်ခုရှိတာအများကြီးရှိပါ van တွေပေါ့ရှိပါသေးတယ်ဒါဆိုရှင်အဲ့လိုတီးမှရှိပါသေးတယ်ဒီဒါမျိုးကကျတော့ mute လုပ်တီးရပါတော့ဆိုတော့ဒီဂီတာတစ်လက်ကိုအခုကင်ထားတဲ့ acoustic ဂီတာမှာတော့မှတီးတဲ့ပုံစံအများကြီးရှိပါတယ်ကျွန်တော်တို့ဒီတချင်းဆိုတီးတဲ့ခါမှာဘယ်တန်တီးမလားခုနကလည်းမတီးမလားဒီ finger picking တီးမလား plugin တီးမလားဆိုတဲ့ဟာကြတော့တချင်းရဲ့ရတတ်ပုံမူတည်ပြီးတော့ပြောင်းသွားပါတယ်ဒါတွေကတော့ဒီအစမှာတော့အလောက်ထိတီးထားလို့ရှိရင်ရပါတယ်အစမှာတော့လုံးဝတက်ထားကြမလို့ကိုအဓိကအများစုကဘယ်တန်ကစတီးရအများတယ်ဆိုတော့ကိုတင်တဲ့ဟာကိုပဲစပြီးတော့တင်မယ်ပြီးတော့မှဖြည်းဖြည်းချင်းဒီတချင်းနဲ့မူတည်ပြီးတော့ပေါ့နော်တီးရအများနဲ့ကိုကဘယ်လိုတချင်းဆိုလို့ရှိရင်ဘယ်လိုသုံးရမလဲဆိုတော့သိတတ်ပါလိမ့်မယ်ဆိုတော့နောက်တစ်ခုရှိတာကကျတော့ဒီဗဒန်တီးရဲ့ဟာပြင်က finger style တီးရရှိပါသေးတယ်ဒါအများစုကတီးတဲ့ရှင်ကြထိုင်မှုပေါ့နော် finger style ကကျတော့သူကတချင်းဆိုတဲ့အတန်ကိုနောက်ကတီးလုံးအတန်ကိုနှစ်ခုပေါင်းပြီးတော့ဂီတာတစ်လက်ထဲမှာပဲထွက်အောင်တီးရပါတယ်ဒီ finger style ကကျတော့သူက plugin ပါတယ်တခါလေရတဲ့ဗဒန်ထက်တီးရမျိုးရှိတယ်ပြီးတော့ finger picking လည်းပါမရှိပါတယ် finger style ကကျတော့ဒီအပေါ်က bass ကြိုးလို့ခေါ်တဲ့ဒီကြိုးတွေရောဒီအောက်ကကြိုးတွေရောတီးရတဲ့အတွက်လက်မရောတခြားလက်တွေရောမနာပဲတီးရပါတယ်ဥပမာ
ဂရဒလက်ထဲကိုပဲမတန်တီးရရှိတယ်လီဒီယမ်မျိုးရှိတယ်ပြန်ပဲ plugin finger picking အပြင်ကမှအခုလိုမျိုး finger sign တီးလို့လည်းရပါသေးတယ်ဆိုတော့ဒီအများစုစတီးကြတာကျတော့မတန်ပဲစပြီးတော့သင်ကြတာများပါတယ်အခုဗီဒီယိုကတော့ RAM ဂရတီးတဲ့ပုံစံမှာဘယ်လိုမျိုးတွေရှိတယ်ဆိုတော့ beginner တွေသိအောင်အတွက်ပြတော့ဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်ဂီတာပတ်သက်ပြီးတော့သိနေတာရှိလို့ရှိရင်လည်းကျွန်တော်ဒီအခု comment မှာလာပြီးတော့မေးလို့ရပါတယ်ပြီးတော့ဂီတာနဲ့ပတ်သက်ပြီးတော့ဂီတာပစ္စည်းတွေပေါ့နော်ဝင်ရဆိုလို့ရှိရင်လည်းကျွန်တော် Monchon လို့ခေါ်တဲ့ဂီတာဆိုင်မှာလာလို့ရပါတယ်ဒါတောင်ဝေးကြံမောင်းထဲမှာရှိပြီးတော့ကျွန်တော်နယ်တဲ့ကိုဝေးပါတယ်ဂီတာတွေဆိုလို့ရှိရင်လည်းဒီအတီးသင်ဂီတာတွေ beginner အတွက်ဂီတာတွေပြီးတော့ကျွန်တော်တို့ဒီဂျပန် news ဂီတာတွေပေါ့နော်ပြီးတော့အဲ့ဂီတာမျိုးပြီးတော့ local ဦးတွေလည်းရှိပါတယ်ဆိုတော့ဂီတာနဲ့ဂီတာပိုပစ္စည်းတွေပေါ်ရင်းနေဆိုလို့ရှိရင်လည်းဒီမှာပေးထားတဲ့လိပ်စာကိုတွားပြီးတော့ဝယ်လို့ရပါတယ်ဆိုတော့နောက်တစ်ဗီဒီယိုမှာပြန်တွေ့ပါမယ်